ဒီနေ့ဘလော့လေးကတော့ဟင်းချက်ပြမယ်ဘလော့လေးဖြစ်ပါတယ်ဒီဘလော့လေးမှာဆိုရင်တော့ပစုံတုပ်ကိုချက်ပြမှာဖြစ်ပါတယ်ဒါပစုံတုပ်လေးဖြစ်ပါတယ်ဒီပစုံတုပ်ကတော့အရန်ကောင်းပါတယ်ချိုးလေးချိုးပါတယ်ဒီပစုံတုပ်လေးရဆိုရင်တော့ပစုံတုပ်ချက်ဖို့အတွက်ချက်သွန်လေးစတင်လှီးနေပါတယ်ဒါချက်သွန်လေးလှီးတယ်ပြီးတော့ခါကြတော့မီးမွေးပါမယ်ဒါမီးမွေးရဲ့အချိန်ဖြစ်ပါတယ်မီးမွေးပြီးတဲအိုးတင်မယ်တဲအိုးကိုတင်လိုက်ပါမယ်တဲအိုးတင်ပြီးတော့စီထပ်ထည့်ပါမယ်စီထည့်ပြီးသွားရင်ချက်သွန်တွေကိုချိန်ပြီးသွားရင်အဲ့ချက်သွန်တွေကိုစီအိုးတွေကိုထည့်လိုက်ပါတယ်ဒါစီအိုးထည့်လိုက်တဲ့ချက်သွန်တွေရဲ့မြင်ကွင်းဖြစ်ပါတယ်နောက်ပြီးတော့ရောင်တင်မုံလေးကိုထပ်ထည့်မယ်ရောင်တင်မုံလေးကိုထည့်ပြီးသွားတဲ့ခါကျတော့ပစွန်တွေကိုထပ်ထည့်ပါမယ်ဒါပစွန်တွေကိုထည့်တဲ့မြင်ကွင်းဖြစ်ပါတယ်ဒါပစွန်တွေအကုန်လုံးကိုထည့်လိုက်ပါပြီဒါပစုံတွေကိုထည့်မြင်ကွင်းဖြစ်ပါတယ်အားကိုပစုံနှွေးဆိုသေးတဲ့အတိုင်းပဲနောက်ပစုံချက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကြက်ဥတွေကိုထည့်လိုက်ပါမယ်ဒါကြက်ဥတွေကိုထည့်မယ်ဒါထည့်မယ်ဒါချက်သွားပါပြီဒါချက်သွားတဲ့အချိန်ကာလဖြစ်ပါတယ်ချက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဗမာသူမျိုးအတိုင်းပဲဖျားစွန်းတော့ကတ်ပါတယ်ဒါဖျားစွန်းတော့ကိုကတ်လိုက်ပါပြီဒီနေ့ဘယ်လိုလဲလောက်ပါပဲကျေးဇူးတင်ပါတယ်